တော့မဆလာတွန်းကြော်ဆိုင်ဖြစ်ပါတယ်ပုံလိုက်ဖြစ်ပါတယ်တော့မင်းနမမှာရှိတဲ့မိဘမြတ်တာအကုန်ပြန်သွားဆိုင်ရောက်နေပါခုဆိုတော့ကြီးလာညနေအကြောင်းရှိမှလေးလာပြင်နေဖြစ်ပါတယ်ဒီနေ့ vlog လေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် like and follow လေးပြုလုပ်ပေးဖို့မမေ့ပါနဲ့နော်နောက်ဗီဒီယိုအသစ်မှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျာ